ဒီပွဲကဘောလုံးပွဲတစ်ပွဲမဟုတ်ပါဘူး။နှစ်ပေါင်း40ကျော်ကြာတမိုင်းမာနနဲ့ဂုဏ်သိက္ခာတွေပြန်လည်ရင်ဆိုင်မဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ Hello guys ဆိုလိုပါဒီညတော့ World Cup Semi Final မှာအာဂျင်တီးနားနဲ့အင်္ဂလန်တို့တွေ့ကြပါတော့မယ်။ဒီပွဲကိုကြည့်မဲ့လူတွေကကမ္ဘာတော်မှအများကြီးရှိနေမှာသိကြပါတယ်။ဒါပေမဲ့ဒီပွဲကတာမန်ဘောလုံးပွဲတစ်ပွဲတော့ဟုတ်မနေခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအသင်းနှစ်သင်းကြားက rivalry ကနှစ်ပေါင်း40ကျော်တမိုင်းရှိနေတဲ့ rivalry တစ်ခုဖြစ်နေလို့ပါ။ဒီဇလန်အကြောင်းကိုပြောရမယ်ဆိုရင်တော့1982ခုနှစ်မှာစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကအာဂျင်တီးနားနဲ့ United Kingdom တို့ကြား Falkland War ဆိုတဲ့စစ်ပွဲဖြစ်နေခဲ့ပါတယ်။စစ်ပွဲပြီး4နှစ်အကြာ1986ခုနှစ် World Cup Quarter Final မှာနှစ်သင်းသားပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။အဲ့ဒီပွဲမှာ Diego Maradona ကဒီနေ့အထိလူတိုင်းသိနေတဲ့ Hand of God ဆိုတဲ့ဂိုးကိုသွင်းခဲ့ပါတယ်။လက်နဲ့ထိပြီးဂိုးသွင်းခဲ့ပေမဲ့ဒိုင်လူကြီးကမမြင်ပဲဂိုးပေးလိုက်တာပါ။ဒါပေမဲ့အဲ့ဒီပွဲမှာပဲ Maradona ကကွင်းလယ်ကနေဘောလုံးဆွဲလာပြီးအင်္ဂလန်စားသမားတွေကိုတယောက်ပြီးတယောက်ကြော်ပြတ်ခါ Goal of the Century လို့ခေါ်တဲ့တမိုင်းဝင်ဂိုးကိုလည်းထပ်မံသွင်းယူခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအာဂျင်တီးနားနဲ့အင်္ဂလန်တို့တွေ့တိုင်းတမိုင်းမာနတွေနဲ့ဂုဏ်သိက္ခာတွေပါလာတဲ့ပွဲတစ်ပွဲဖြစ်သွားခဲ့တာပါ1998ခုနှစ် World Cup မှာဒေးဗစ်ဘက်ခမ်အနီးကပ်ထိပြီးအင်္ဂလန်ကပယ်နယ်တီရှူအောက်နဲ့ထပ်မံရှုံးနိမ့်ခဲ့ပါတယ်ဒီလိုနဲ့ပဲ2002ခုနှစ် World Cup မှာတော့ဒေးဗစ်ဘက်ခမ်ရဲ့ပယ်နယ်တီဂိုးနဲ့အင်္ဂလန်ကအာဂျင်တီးနားကိုတကိုးကိုမရှိနဲ့အနိုင်ယူပြီးအရင်အရှုံးတွေအတွက်တစ်စိတ်တစ်ပိုင်းပြန်လည်လက်စားချေနိုင်ခဲ့ပါတယ်အခုတော့2026 World Cup Semi Final မှာဒီနှစ်သင်းထပ်မံတွေ့နေပြန်ပါပြီအာဂျင်တီးနားကတော့လက်ရှိ World Cup Champion အဖြစ်နဲ့ဒီအဆင့်ကိုရောက်ရှိလာခဲ့တာပါအင်္ဂလန်ကလည်းနှစ်ပေါင်းများစွာစောင့်နေတဲ့ World Cup ဖလားကိုပြန်လည်ရယူဖို့အခွင့်အရေးကောင်းတစ်ခုကိုရရှိပိုင်ဆိုင်ထားပါတယ်တကယ်လို့အာဂျင်တီးနားသာနိုင်ခဲ့ရင် World Cup Final ကိုနှစ်ကြိမ်ဆက်တက်နိုင်မှာပဲဖြစ်ပါတယ်နောက်ပြီး World Cup Champion ဆုကိုကာကွယ်နိုင်မှုအတွက်နောက်ထပ်တစ်ပွဲပဲလိုအပ်တော့မှာပါဒါအပြင်အင်္ဂလန်နဲ့ World Cup စင်မြင့်ပေါ်က rivalry မှာလည်းနောက်ထပ်သမိုင်းစာမျက်နှာတစ်ခုထပ်မံရေးထိုးနိုင်တော့မှာပဲဖြစ်ပါတယ်အင်္ဂလန်အသင်းကနိုင်ခဲ့ရင်တော့ဒါဟာ1966ခုနှစ်နောက်ပိုင်းပထမဆုံး World Cup Final ကိုပြန်လည်တက်ရောက်နိုင်တဲ့အောင်မြင်မှုဖြစ်လာခဲ့မှာပါနှစ်ပေါင်းများစွာဒီနှစ်ကအင်္ဂလန်ရဲ့နှစ်ဆိုတဲ့မျှော်လင့်ချက်ကိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်မှုအတွက်အခွင့်အရေးရသွားမှာပါတစ်ဖက်မှာလည်း1986 1998တို့လိုမျိုး World Cup မှာအာဂျင်တီးနားကိုရှုံးခဲ့တဲ့နာကျင်စရာသမိုင်းတွေကိုပြန်လည်ချေဖျက်နိုင်တဲ့နိုင်ပွဲတစ်ပွဲလည်းဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဒီပွဲက Final မဟုတ်သေးပေမဲ့ Final ထက်တောင်ပိုပြီးဖိအားများတဲ့ပွဲလို့ပြောလို့ရပါတယ်ကမ္ဘာ့ဖလား Final ကိုဘယ်အသင်းကတက်မလဲသမိုင်းအစ်စ်ကိုရောဘယ်သူရေးထိုးမလဲအဖြေကိုတော့ဒီညမှာပဲသိရတော့မှာပါ brother တို့ရောဒီပွဲမှာဘယ်အသင်းကိုအားပေးမှာလဲအာဂျင်တီးနားလားအင်္ဂလန်လားကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ် Okay နောက်နေ့မှတွေ့တာပေါ့